Hello အားလုံးမင်္ဂလာပါ Deliver ကနေပြန်လည်ပြီးကြိုဆိုပါရစေဒီသတင်းကတော့ကျွန်တော်တို့ဒီ Athletic ကဖော်ပြထားတယ်ပေါ့နော်လီဗာပူးရဲ့နောက်တန်း reader တွေကနောက်တစ်ယောက်ပေါ့နော်ဒါ Athletic က confirm လုပ်ထားတယ်အဲ့တယောက်ကဘရာဇီးအသင်းရဲ့နောက်ဝင်သမားကျွန်တော်အခုလက်ရှိအင်္ဂလန် Premier League ရဲ့ Nottingham Forest မှာကစားနေတဲ့မာရီယိုပေါ့နော်မာရီယိုကဆိုလို့ရှိရင်အခုလီဗာပူးရဲ့စိတ်ဝင်စားနေရဆိုတဲ့နောက်တန်းသမားတွေကတယောက်ဖြစ်လာတယ်ပေါ့နော်မက်ဂွီကလည်းစိတ်ဝင်စားနေတယ်ဒါပေမဲ့အခုဒီနေ့မှာဆိုလို့ရှိရင်ဒီမာရီယိုပါလီဗာပူးဘက်ကစိတ်ဝင်စားနေပါတယ်ဆိုပြီးတော့သတင်းတက်လာတယ်ဒါပေမဲ့အခုရှိတာဒီကစားသမားကပေါ့နော်ကျွန်တော်တို့အသက်ကတော့23နှစ်23နှစ်ပဲရှိသေးတယ်တော်တော်လေးငယ်သေးတယ်တော်တော်လေးကောင်းတယ်ကျွန်တော်တို့မနှစ်ကတော့အရန်ချေစွမ်းပြတယ်သူ့ရဲ့ body building ကစတော်တော်လေး strong ဖြစ်တယ်ပြီးသွားရင် injury ကင်းတယ်အာပြီးသွားရင်သူ့ရဲ့ jewelry တွေကစတော်တော်လေးမိုက်တယ်ပေါ့နော်ကျွန်တော်တို့ Nottingham Forest မှာလည်းအကောင်းဆုံးခြေစွမ်းပြခဲ့တယ်ပေါ့နော်အဲ့တော့လီဗာပူးသာရောက်လာရင်ကန်တိုင်းနဲ့တွဲဆုံမယ်ဆိုရင်တော်တော်လေးကောင်းတဲ့ကစားသမားတစ်ယောက်လို့တော့မြင်မိတယ်ပေါ့နော်လီဗာပူးတကယ်သာခေါ်မယ်ဆိုရင်တော့ဒါပေမဲ့ဒီကစားသမားကိုပြန်ပြီးကောင်းအောင်မယ်လို့ဒီကစားသမားက Nottingham Forest ကို2023ဒီကိုအင်တီအန်သင်းကနေပြီးပြောင်းလာတယ်အဲ့အချိန်လေးအောင်သူ့ရဲ့တန်ကြီးကပေါင်10.6တန်းလောက်ရှိတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်နာမည်တော့မရှိသေးတဲ့အချိန်မှာသူ10.6တန်းဆိုတာဈေးတော့ကောင်းတယ်ပေါ့နော်တိတ်ပြီးတော့မထင်မရှားကစားသမားတယောက်ဆိုပေမဲ့ဈေးကောင်းတယ်အခုအချိန်မှာဆိုလို့ရှိရင်တန်း60တန်း80နီးပါးလောက်ကိုတောင်းနေပေါ့နော် Nottingham Forest ကအခုချိန်မှာလီဗာပူးဘက်ကလည်းစိတ်ဝင်စားနေရဆိုတဲ့အနေအထားတစ်ခုမှပဲရှိနေသေးတယ်။ဘာလို့လဲဆိုတော့လီဗာပူးကဒီကစားသမားကိုခေါ်မယ်ဆိုဘယ်လောက်ခက်ခဲမလဲဆိုတော့လည်းသူတို့ဘက်ကသိထားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့မနှစ်ကရာသီမှာလည်းခြေစွမ်းပြခဲ့တယ်။အခုချိန်မှာဘယ်လိုပြောမှာဈေးကွက်တန်းဝင်နေတဲ့နောက်တန်းကစားသမားတွေကတယောက်ဖြစ်တဲ့အတွက်ဈေးကြီးမယ်ဆိုတော့လည်းလီဗာပူးသိထားတယ်။အဲ့တော့လီဗာပူးကဟိုတရားဝင်ကမ်းလှမ်းတာတို့ပုဂ္ဂိုလ်ရေးဆိုင်ရာတို့အဲ့ဒါတွေတော့ဘာတစ်ခုမှမလုပ်ရသေးဘူး။လောလောဆယ်ကသတင်းလွှင့်ထားတဲ့အနေအထားလောက်ပေါ့နော်အဲ့လိုမျိုးအနေအထားလောက်ပဲရှိသေးတယ်လို့သိထားတယ်ပေါ့နော်ဒီမာရီယိုဆိုတဲ့ကစားသမားကကျွန်တော်တို့တကယ်တော့မက်ဂူကြီးရဲ့ပြီးလို့ရှိရင်လီဗာပူးကစောင့်ကြည့်နေကစားသမားပေါ့နော်မက်ဂူကြီးရဲ့ကျွန်တော်တို့ဒီမာရီယိုရဲ့ဟက်တိုရဲ့နောက်ပြီးတခြားကစားသမားတွေရှိသေးတယ်ဗျာတကယ်အခုချိန်မှာနာမည်သတင်းထွက်နေရတော့ဒီကစားသမား၃ယောက်ကတော့တော်တော်လေးနာမည်သတင်းထွက်နေတယ်အဲ့တော့မေကစားသမားကိုပို့ပြီးလိုချင်တယ်ပေါ့နော်ကျွန်တော်ကိုယ်မှဆွေးနွေးပြလို့ရပါတယ်ကျွန်တော်ကတော့နှစ်ယောက်လုံးရောက်တော့ကောင်းတာပေါ့နော်မက်ဂူကြီးရောမာရီယိုရောနှစ်ယောက်လုံးရောက်တော့တော်တော်လေးကောင်းတယ်ဒါပေမဲ့အခုတလက်စရဲပြောချင်တာကကျွန်တော်ကိုနာတေးရဲ့စာချုပ်ကလည်းအခုချိန်မှာဟိုမနေ့ကတော့လီဗာပူးကမ်းလှမ်းလိုက်တယ်ပေါ့နော်စာချုပ်အသစ်ကိုကမ်းလှမ်းလိုက်တယ်ဒါပေမဲ့ကိုနာတေးဘက်ကလည်းပြန်ပယ်ချရဆိုပြီးပြောနေတယ်အဲ့တော့ကိုနာတေးကလည်းတခုပြန်ပြောထားတာကျွန်တော်တို့ဒီအပြောင်းဆိုဘယ်လိုပြောသတင်းတောက်တွေပြောနေရအပြင်မှာပေါက်နေတဲ့သတင်းတွေမှန်သမျှကိုမယုံပါနဲ့အဲ့ဒါတွေကအမှန်မဟုတ်ပါဘူးတချို့ဟာတွေကအမှန်မဟုတ်ပါဘူးဆိုပြီးတော့သူပြောပြထားတယ်ပေါ့နော်အဲ့တော့ဘယ်ကအမှန်လဲတော့မသိဘူးဒါပေမဲ့ဒီကစားသမားကိုလီဗာပူးကလည်းစိုးရိမ်နေတယ်2026မှာဖရီနဲ့လက်လုံးရမှာဖြစ်တဲ့အတွက်လီဗာပူးကစိုးရိမ်နေတယ်တော်တော်လေးလည်းစိတ်ပြက်နေတယ်ပေါ့နော်တောင်းတဲ့ကြေးကလည်းတော်တော်လေးမြင့်နေတယ်လို့သိရတယ်ပေါ့နော်ဒီလောကလာစာတွေကလည်းအဲ့တော့ဟိုအပြောင်းရွှေ့တာတကယ်ကိုနာသေးတာဒီရာဒီမှာရောင်းလိုက်မယ်ဆိုရင်မက်ဂူကြီးရဲ့ကျွန်တော်တို့ရဲ့ဒီမာဒီယိုရဲ့နှစ်ယောက်လုံးသာရောက်လာခဲ့မယ်ဆိုရင်တော့အရန်ကောင်းတဲ့အပြောင်းရွှေ့တစ်ခုဖြစ်မယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ဘယ်ကစားသမားကိုပို့ပြီးလိုချင်လဲဆိုတော့ကျွန်တော်ကိုယ်ကဆွေးနွေးပြလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်